ပြောင်းသွားပါလိမ့်မယ်အဲ့ဒီပုံစံပြောင်းသွားတာနဲ့တပြိုင်နက်လူယိုသေးရှင်ယိုသေးဆိုတဲ့အနေအထားတဲ့ရောက်နိုင်သလိုကိုယ်တိုင်လည်းပဲနေရာတစ်ခုကိုရောက်လာနိုင်ပါတယ်လို့ပြောချင်ပါတယ်စ조사ပါစ조사ရင်အောင်မြင်ပါလိမ့်မယ်လို့ပြောချင်တယ်ကဘာလို့ကဘာသားပေါင်းစိတ်နေစိတ်ထားမြင့်၍ဘဝတွေမြင်နိုင်ကြပါစေစိတ်နေစိတ်ထားဆိုတဲ့တရားလေးပါဘုန်းကြီးတို့တွေရဲ့လူလောကမှာလူချင်းချင်းဆက်ဆံကြတာအဲ့ဒီစိတ်နေစိတ်ထားကအဓိကကြတယ်လူချင်းချင်းပေါင်းတဲ့အခါမှာစိတ်နေစိတ်ထားကိုပေါင်းကြတယ်ဒီစိတ်နေစိတ်ထားမြင့်မြတ်ရင်မြင့်မြတ်တယ်လို့နေရာပေးကြတယ်စိတ်နေစိတ်ထားပေးတင်ရင်ပေးတင်တယ်လို့ဒါဆက်ဆံကြတဲ့နေရာမှာသိတာပါတယ်အဲ့တော့ကိုယ့်ကိုလူတွေမျက်နှာသာပေးစေခြင်းနဲ့ကိုယ့်ကိုလူတွေရဲ့အရေးစိုက်ခြင်းဂရုစိုက်ခြင်းပေါ့ချမ်းသာတာဆင်းရဲတာနဲ့မဆိုင်ဘူးတခါတလေအဲ့ဒီစိတ်နေစိတ်ထားမြင့်မြတ်တဲ့သူတွေဟာဆင်းရဲပေမဲ့ထိပ်ပိုင်းမှာရောက်နေတာလည်းရှိတတ်တယ်နေရာအားဖြင့်ထိပ်ပိုင်းရောက်သွားတတ်တယ်သူရဲ့ကိုယ်ချင်းသီလသူရဲ့သမာဓိသူရဲ့ပညာပေါ့အဲ့တရားတွေကနေရာပေးရလောက်တဲ့အထီးတန်ဖိုးထားလောက်တဲ့စိတ်နေစိတ်ထားမျိုးဖြစ်နေတာတွေကိုတွေ့ရလိမ့်မယ်ရှားတယ်ဒါပေမဲ့ရှိတယ်ဒီတိုင်းပဲအခုထူးထူးဘုန်းကြီးပြောပြစရာမလိုပဲနဲ့ကိုယ်ပတ်ဝန်းကျင်မှာဘယ်လိုလူမျိုးကိုလူတွေကတန်ဖိုးထားနေတာလဲဘယ်လိုလူမျိုးဆိုလို့ရှိရင်ချိုးချိုးနှိမ်နှိမ်မြင်တတ်ကြတာလေပြောတတ်ကြတာလေဆိုရင်ရန်သိတာပါအဲ့တော့ကိုယ်တိုင်ကလည်းဒီတိုင်းလေကိုဘဝရဲ့ကံကြိုးပေးကြောင်းနေကြနေခြင်းဘဝနေရင်တွေကတီးခွက်နဲ့သူကောင်းစံလက်ခုပ်တန်စီချက်လိုက်မလားညီညီညာညာတွေ့တွေ့ကြရည်တဲ့ပွဲရမှာရှင်ပြိုင်ရဲ့ကကွယ်မျိုးစုံနဲ့ရင်းစားပင်စီလို့ကြိုးနေတယ်နောက်ပြောရွှင်ရတယ်နောက်အေးချမ်းရတယ်ဒီစိတ်နေစိတ်ထားမကောင်းသောသူတစ်ယောက်အနာမှာနေရပြီဆိုရင်တော့နေ့လည်းစိတ်ဆင်းရဲတယ်ညလည်းစိတ်ဆင်းရဲတယ်သူသည်ပတ်ဝန်းကျင်ကိုအပူပေးသောလူစားတစ်ယောက်ကဖြစ်တယ်အဲ့တော့ကိုယ်တိုင်ကဘုန်းကြီးတို့ရဲ့တောင်းတမှုကိုအေးခြင်းနဲ့ပြောခြင်းနဲ့အေးခြင်းနဲ့ပြောခြင်းနဲ့ဆိုလို့ရှိရင်လူတွေကိုစိတ်နဲ့စိတ်ထားတာရှင်ဒီပြောင်းဝရောင်းဆုံးများချာအလုံးကနားနေပါတယ်ချမ်းမောင်တွေပြောရလားကွယ်မတရှိကသူ့ကိုတွေးလိုက်ချိန်လေးရင်ခုန်ရင်ပျော်ရွှင်ရင်ရေရဲကြတယ်ဟန်တွေပေါင်းဆောင်မနဲ့ဒါဟာတချင်လေးကျမကိုချီလာပြောဖို့ခွေအကိုရီမောင်တွေလေပူညာမလုံးနဲ့တချင်တွေမောခွေပြူခွေပရောက်တဲ့ခါတွေပါရင်ဆောင်မနဲ့